မေမင်္ဂလာပါဒီနေ့ကတော့ Super Sunday ပဲနဲ့အကြောင်းကိုသွားဖြစ်ပါတယ်အဓိကကတော့ဒီမျိုးတနေ့ငွေနေ့ဆိုလို့ရှိရင်လူတွေတိတ်မရှိတော့စိတ်ပို့ပြီးတော့ညင်နေပေါ့နော်အဲ့ချိန်မှာဆိုရင်နောက်တစ်ပတ်အတွက်ပြင်စရာရှိတဲ့ဟာတွေ protocol တွေလုပ်ရမယ့် experiment တွေကိုခြာရေးဖြစ်တယ်ပေါ့နော်တစ်ပတ်စာအဲ့ဒီလိုမျိုးရေးထားတာကအမအတွက်အများကြီးအသုံးဝင်နေတပတ်ဘာလုပ်ရမလဲဆိုတာကိုသိတော့အချိန်ကိုလည်းကောက် manage လုပ်နိုင်ပြီပေါ့နော်နောက်ပြီးတော့မနေ့ဖြန်က Monday ဆိုတော့ဒါမနေ့ဖြန်မှာပို့ရမယ့် email တွေကိုကြိုပြီးတော့ရေးတယ်နောက်ပြီးတော့အမ schedule လောက်ထားလေးရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့လိုမနေ့ဒီမှာဆိုရင်အရန်ကြီးလည်းမလောရတော့ဘူးအမအဲ့လိုမျိုးလေအရန်လောရတဲ့မနေ့ခင်ကြီးဆိုမကြိုက်ဘူးပေါ့နော်အဲကြောင့်မလို့ကြိုပြင်ထားလေးရှိတယ်နောက်ပြီးကြတော့ဒီတချို့အမလောက်ရမယ့် experiment တွေကိုနေဆက်လုပ်တယ်ဒီနေ့တော့လောက်ရမှာတော့အရင်တော့မများဘူးပေါ့နော်ဒီလိုမျိုး liquid culture ကို set up လုပ်ရုံပဲဆိုတော့ဒါကလည်းဒါမနေ့ဖြန်အတွက်ကအဲ့လိုနည်းနည်းအလုပ်ပါတယ်ပေါ့နော်အဲ့တော့အမားကတော့ဒီလိုမျိုးတနေ့တည်းပြုံပြီးလောက်တာထက်စားလို့ရှိရင်ကောင်းအေးအေးလေးနဲ့တနေ့ကိုနည်းနည်းစီနဲ့အဲ့လို progress ဖြစ်နေတာကိုကြိုက်တယ်ပေါ့နော်ဆိုတော့ဒါကတော့အမားရဲ့ super sunday လေးပါအလုံးမဲ့ဘိုင်ပြန်ပါပြီနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်